အဖေကဘာလို့အရက်တောက်တာလဲတားရဲ့အဖေကအလုတ်ပင်ပန်းလို့စိတ်ပြေလက်ပြောက်တောက်တာပါတားရဲ့အဖေကတားကိုတကယ်ချစ်ပါတယ်အဲ့ဒါကိုတားနားလည်ပေးဖို့အမေတောင်းဆိုပါတယ် တားမိနှစ်ယောက်ဘာတွေစကားကောင်းနေကြတာလဲဗျာ ဖေရောက်လာပြီလားဘာမပြောပါဘူးရှင်တားလေးเจ้าမှာအဆင်ပြေလားလို့ပဲမေးနေကြတာပါအမှန်တော့တားလေးကသူ့အဖေဘာလို့အရက်တောက်တာလဲလို့မေးနေတယ်ရှင်တားလေးကိုချစ်ရင်အရက်တောက်တာလေးရက်ပေးပါတော့လားယောက်ျားရဲ့ အေးပါမိမရဲ့ယောက်ျားလဲတားကိုချစ်တဲ့စိတ်နဲ့အရက်ဖြတ်နိုင်အောင်ကြိုးစားပါမယ်မိမလည်းဝန်းတာရတာပေါ့စိတ်ချပါနော်ကျွန်တော်အခုကစပြီးတကယ်ကိုကြိုးစားသွားမှာပါ ယောက်ျားရေတားကเจ้าမှာရန်ဖြစ်လို့တဲ့သူ့ဆရာမကဖုန်းဆက်လန်းခေါ်လို့တားစီကိုသွားကြရအောင်နော် တားလေးဘာလို့တငယ်ချင်းတွေနဲ့ရန်ဖြစ်တာလဲတားလေးဒီလိုမျိုးအပြုတ်အမူတွေကမကောင်းဘူးဆိုတာတားလိရဲ့မလားဘာကြောင့်လဲပြောပြပါအောင်တတို့ကအရက်သမဲတားကအရက်သမဲပဲဖြစ်လာမှာဆိုပြီးလိုက်စနေလို့တားမခံနိုင်လို့ရန်ဖြစ်ကြတာပါဖေဖေ ယောက်ျားရေအရက်မတောက်နဲ့တော့လို့မိမပြောထားတယ်မို့လားအခုရှင်သားလေးပါအပြောခံနေရပြီကျမအရန်ဝန်နေတာပဲယောက်ျားရေ တေးပါမိမရဲ့ဒီနေ့ကစပြီးအရက်မတောက်တော့ပါဘူးခတိပေးပါတယ်မသားစီပျော်ပျော်ရွှင်ရွှင်နေသွားကြမယ်နော်